မှန်ဆိုရင်တော့ listening လို့ပြောလိုက်ပြီဆိုတာနဲ့နားထောင်မယ်ပေါ့နားထောင်မယ်ပြီးရင်နားလေတယ်နားမလဲဘူးเนาะဒီလိုမျိုးတွေးလေးရှိတာများတယ်ဒါပေမဲ့အဲ့ဒီ listening မှာတချို့ပုံစံ2မျိုးရှိရညီမလေးရဲ့အခုညီမလေးကိုလူတယောက်ကbus stop သွားမယ်ပေါ့เนาะဘယ်လိုသွားရမလဲပေါ့လမ်းမိမယ်ကွာဒါကို listening လို့မြင်လိုက်မယ်เนาะသူကကိုလမ်းမိမယ်အဲ့တော့ကိုကသူ့ကိုပြန်ပြောပြမယ်နင်တက်သွားဘယ်ကွေးညာကွေးအိမ်မှာစားတိုက်လေးတွေ့လိမ့်မယ်ဒါရဲ့အဲ့ဒါရဲ့ညာဘက်ချမ်းမှာ something like that ကိုပြောမယ်ကွာအဲ့ဒါဆိုရင်သူကအသေးစိတ်နားထောင်ရမလားသို့မဟုတ်သူကအားလုံးခြုံငုံပြီးတော့ညီမလေးရဲ့ general နားထောင်လိုက်ရင်အဆင်ပြေလားညီမလေးအဲ့ဒီလမ်းပြောတဲ့အချိန်မှာဒီလူကအသေးစိတ်เนาะဟုတ်တယ်အဲ့ဒါကိုတချို့က listening for detail လို့ခေါ်တယ်မှတ်ထားအဲ့ဒါ listening skill တစ်မျိုးပဲเนาะတယောက်ကတခုခုပြောနေတဲ့အခါကျလို့ရှိရင်ကျတော့အသေးစိတ်နားထောင်ရမလားခြုံပြီးနားထောင်ရမလားပေါ့ English လို့ဆိုရင်ကျတော့ detail နဲ့ general เนาะဆိုတော့ခုနလိုလမ်းပြောနေတာမျိုးဆိုကျတော့အသေးစိတ်နားထောင်ရတယ် maybe နောက်တစ်ခုပေါ့ကွာကိုယ်တငယ်ချင်းတယောက်ကဖုန်းဆက်ပြီးတော့ဟဲ့အိမ်စာပြီးလိုက်တာဘယ်စာမျက်နှာကလဲအဲ့ဆိုရင်ကိုကဘယ်စာမျက်နှာပါလို့ပြန်ပြောတာကိုလေ तू က detail နားထောင်ရမှာလား general နားထောင်ရမှာလား detail ပဲเนาะဆိုတော့ဒါတွေက detail concept တွေเนาะဘယ်စာမျက်နှာလဲဆိုတဲ့နံပါတ်အသေးစိတ်ကို तू က detail နားထောင်မယ်ကိုတငယ်ချင်းနဲ့ချိန်ရတယ်ဘယ်နေ့ငါတို့တွေ့မယ်ဟဲ့လားဘယ်နှစ်ရက်နေ့အဲ့ဒါဘာနေ့ဆိုတော့ကျွန်တော် detail နားထောင်ရတယ်ဆိုဒါတွေအကုန်လုံး listening for detail concept တွေ okay အဲ့လိုမဟုတ်တော့ဘူးကွာ maybe ကိုကကိုတွေတငယ်ချင်းတွေစုပြီးတော့ project လုပ်မှုပေါ့နော် project လုပ်မှုဆိုတော့အဖွဲ့တွေခွဲတယ်ကွာဘယ်သူတွေကတော့ information share ဟလားဘယ်သူတွေကတော့ဘာတွေလုပ်ဖို့ဆိုပြီးအဲ့ task တွေကိုတွေကခြိုက်ရေးမယ်ဆိုရေးကြတယ်ဆွေးနွေးကြတယ်ပေါ့ကွာတယောက်ကတစ်မျိုးပြောတယ်နောက်တစ်ယောက်ကတစ်မျိုးပြောတယ်အဲ့ဒါကိုကအဲ့ဒီ conversation တွေမှာကွာနားထောင်နေထိုင်ပြီးတော့အဲ့မျိုးဆိုရင်တချို့က detail အသေးစိတ်ပြောသမျှတကြောင်ချင်းစီကိုနားထောင်ရလားသို့မဟုတ်ဘာဆိုတဲ့ဟာကိုတယောက်ပြောတဲ့စာကြောင်းတစ်ခုလုံးရဲ့ general idea ကိုပဲနားထောင်ရတာလား general idea general ပဲเนาะဥမာဒီတယောက်က okay ငါတို့ survey ကောက်မယ်ဟုတ်တယ် survey ကောက်တဲ့ process လုပ်ရမယ်ဟဲ့လားနောက်တစ်သူကပြောမယ်ကွာသူအမှမ survey ကောက်တာကိုသူပြောမယ်ငါတို့လေလူတွေကိုပေါ့နော်ဒီလိုမျိုး survey စာရွက်လေးတွေပေးပြီးတော့ငါတို့ကောက်မယ်လေအဲ့ဆိုအဲ့ဒါတွေအကုန်လုံးနားထောင်ပြီးတော့မှကျတော့okay ငါတို့ survey ကောက်မယ် general idea တစ်ခုရသွားတာဒါမျိုးกว่าတယ်เนาะအဲ့တော့ listening မှာကျတော့ skill 2မျိုးရှိတယ်ဒါခုနဆိုရင်တော့ညီမလေးတို့တခြား real time အခြေအနေနဲ့ရှင်းပြီးတော့ရှင်းပြလိုက်တာပေါ့ဘယ်အခြေအနေမှာ detail နားထောင်ရမယ်ဘယ်အခြေအနေမှာ general နားထောင်ရမယ်ပေါ့နော်အဲ့တော့အဲ့ဒါအခုတချို့တော့ IELTS listening နဲ့လာပြီးတော့ဆက်ဆက်မယ် IELTS listening fill in the blanks question လို့မျိုးလုံးထဲမှာမြင်လိုက်ကွက်လက်ဖြည့်လေးပေါ့နော်အဲ့ကွက်လက်ဖြည့်ကအဖြည့်မျိုးစုံဖြစ်နိုင်တယ်ဘာလို့ဆိုကွက်လက်ဖြည့်ဆိုကြတဲ့ကတချို့တို့ detail နားထောင်ဖို့လိုအပ်မလား general နားထောင်ဖို့လိုအပ်မလား what do you think detail ကိုသိကြတယ်เนาะဒီကွက်လက်ပေါက်လေးမှာဘာဖြည့်မလဲဆိုတာကိုအသေးစိတ်နားထောင်မှသိနိုင်မှာအဲ့တော့ညီမလေးကမှတ်ထားမှာ listening ကွက်လက်ဖြည့်မိကုန်းဆိုရင် listening for detail skill ကိုအသုံးပြုပေးရမယ်ဒါ listening skill နဲ့တွားပြီးတော့ဆက်ဆက်တာကွာအဲ့တော့ listening မှာ skill 2မျိုးရှိရယ် detail နားထောင်ရတာ listening for detail ရယ် general idea ကိုရအောင်နားထောင်ရတယ် listening for general idea ရယ်အဲ့တော့နောက်တစ်ချက်တခြားမိကုန်းသင်တဲ့အခါကျရင်ညီမလေးဒီမိကုန်းက general idea နားထောင်ရဆိုရင်ဒါညီမလေးတန်းသိသွားမယ်ကွာအခုကွက်လက်ဆိုရင်တော့ကျွန်တော်က detail နားထောင်ရမယ်ဆိုတော့သိထားမယ်เนาะ okay အဲ့ဒါဆိုရင် listening technique ကိုတစ်ချက်ပြပြမယ်အခုပုံမှန်ဆိုရင်ကွာကိုရီကို तू က screen မှာမေးခွန်းပြရတယ်ပြီးရင်တချို့အဖြေကိုတစ်ခါတည်း typing လုပ်ရတယ်ဒါပေမဲ့ IELTS မှာကကြတော့ तू ကအဲ့ဒီလိုပဲအဖြေကို screen မှာ typing လုပ်ရတယ်မေးခွန်းပြတယ်ဒါပေမဲ့မေးခွန်းကိုမဖြေခင်ပေါ့နော် तू audio မဖွင့်ခင်တချို့တော့အချိန်လေးခဏလေးပေးတယ်စက္ကန့်ပိုင်းလေးပေါ့အများကြီးတော့မဟုတ်ဘူးเนาะဥမာ1ကနေ9အောင်မေးခွန်းဖတ်ပါ6ကနေ10အောင်မေးခွန်းဖတ်ပါဆိုပြီးအဲ့လိုမျိုးတို့အချိန်လေးကန့်ပြီးတော့ပေးရကွာအဲ့ခါကျရင်တချို့ကအဲ့ဒီအချိန်လေးကို before listening လို့ခေါ်တယ်နော် listening မတိုင်ခင်ပေါ့ before listening stage အဲ့တော့အဲ့ဒီ before listening stage မှာတချို့ကအချက်2ချက်လုပ်မယ်ဘယ်နှချက်လုပ်မလဲ2ချက်လုပ်မယ်เนาะ okay အဲ့ဒီ2ချက်ကိုညီမလေးတို့တစ်ချက်တစ်ခါလေးရှင်းပြမယ်ပြီးရင်တစ်ခါလေးဒီမှာလုပ်ပြမယ်เนาะ demonstration လုပ်ပြမယ်okay ဒါတချို့ရဲ့ listening question တချို့ခုန intro လုပ်ပေးထားတယ် fill in the blanks မေးကုန်เนาะဘယ်နှပုတ်ပါလဲဟုတ်10ပုတ်ပါမယ်เนาะဟုတ်ပြီအဲ့တော့အရင်ဆုံးကွက်လက်ဖြည့်ဘာမေးခွန်း type လဲဆိုရယ် question type ကိုတချို့ကအရင်ကြည့်မယ်เนาะ fill in the blanks လို့သိသွားပြီဆိုတာ ਨੇ ခုန before listening ပေါ့เนาะမေးခွန်းကိုaudio မဖွင့်ခင်ဒီ before ဆိုပြီးတော့ပေါ့เนาะ
audio မလာခင်မှာအချိန်လေးခဏပြီးတယ်စက္ကန့်ပိုင်းလေးအဲ့ဒီစက္ကန့်ပိုင်းမှာဘာလုပ်မလဲဆိုတော့တချို့တော့စဉ်းစားမယ်အချက်နှစ်ချက်လုပ်မယ်လို့တချို့ပြောလိုက်တယ်เนาะဆိုတော့နံပါတ်1မှာတချို့တော့ဘာလုပ်မလဲဆိုရင် keywords တွေ highlight လုပ်မယ် ဟုတ် highlight the keywords เนาะပြီးရင်နံပါတ်2မှာတချို့တော့ဘာလုပ်မလဲဆိုရင်အဲ့ဒီမေးခွန်းတစ်ခုလုံးကို comprehension လုပ်မယ် comprehend the question เนาะ okay ဒါကိုဘယ်လိုလုပ်မလဲဒါကတော့ technique အရင်ညီမလေးမှတ်ထားမယ်เนาะ keywords highlight လုပ်မယ် question ကို comprehension လုပ်မယ်ပေါ့เนาะဒါ technique အတွက်ကိုမှတ်ထားမယ်ဘယ်လိုလုပ်မလဲဆိုတော့ဒီချက်ဒီမှာပြပေးမယ်เนาะ okay ဟုတ် ဆိုတော့စကြည့်ပါမယ် keywords highlight လုပ်မယ်ဆိုတော့အရင်ဆုံး fill in the blank ဆိုရင်တချို့ကဒီမှာနံပါတ်1မလာခင်ဘာသူ့မှာရှိမလဲဆိုရင်ဒီ word limit ဆိုတာရှိတယ်ညီမလေးအဲ့ဒါလေးကိုအရင်ဆုံး highlight လေးလုပ်လိုက်မယ်ဒါကဒီကွက်လက်ပေါက်မှာညီမလေးဖြည့်ရမယ့်စကားလုံးကိုသူကကန့်သက်ပေးထားတာဖြည့်ခြင်းတလောက်ဖြည့်လို့မရအောင်နော် तू ကတစ်လုံးပဲဖြည့်ပါပြောရင်ကျတော့တစ်လုံးပဲဖြည့်ရ तू ကနှလုံးဖြည့်ပါပြောရင်နှလုံးဖြည့်ရတယ်အခုတော့ तू ကဒီမှာဘာပြောထားလဲဆိုရင် one word and or a number အဲ့တော့ကျတော့ and နဲ့တွက်ကြည့်မယ်ဆိုရင်ကြတော့ကွာ one word ဖြည့်လို့ရတယ်လို့ပြောချင်တာ one word and a number ဖြည့်လို့ရတယ်လို့ပြောချင်တာပေါ့နော်အော်ခဏလေးဖြောက်ထားလိုက်မယ် ဟုတ် အော်ခဏဖြောက်ပြီး and ကိုကြည့်မယ်ဆိုရင်စကားလုံးတစ်လုံးနဲ့နံပါတ်တစ်ခုဖြည့်လို့ရတယ်ဥပမာဆိုကြပါဆိုညီမလေးရဲ့ထားပါတော့two students ပေါ့ဟလားဒါဆိုတာစကားလုံးတစ်လုံးနံပါတ်တစ်ခုဟုတ် နော်အဲ့လိုမဟုတ်ဘူးဆိုမှကျွန်တော်ထားပါတော့100 seats ပေါ့ဟလားဒါဆိုလဲဒါ one word and a number ဒီလိုဖြည့်လို့ရတယ်တဲ့ပြီးရင်နောက်တစ်ခုက on နဲ့တချို့တို့စဉ်းစားကြည့်မယ်နော် on ကိုစဉ်းစားကြည့်မယ်ဆိုရင်ကြတော့စကားလုံးတစ်လုံး one word or ဒါမှမဟုတ် a number အဲ့ဆိုသဘောကွာ one word ဆိုတော့ကြိုက်တာဖြည့်လို့ရတယ်ဟလား rain တို့နော်ဟလား match တို့ဆိုပါစို့နော်mountains တို့နော်ဒါ one word တွေကြီးပဲဟုတ်တယ်နော် one word တွေကြီးပဲ okay အဲ့ဆိုနံပါတ်ကတော့ရှင်းတယ်1 2 3 4ဆိုတဲ့နံပါတ်တွေပေါ့ကွာ128တို့ဟလား494တို့ဒါတွေအကုန်လုံးကနံပါတ်တွေကြီးပဲနံပါတ်တွေဖြည့်လို့ရတယ် okay အဲ့ဆိုတစ်ချက်ပြောမယ်ဒီ option အတွက်ဆိုရင်တချို့တို့ကပုံစံ3မျိုးဖြည့်လို့ရတယ်လို့သိရမယ်ကွာဟလား and အတွက်ဆို1မျိုးစကားလုံးတစ်လုံးနဲ့နံပါတ်တစ်ခုor အတွက်ဆိုလို့ရှိရင်စကားလုံးတစ်လုံးကြီးပဲတီးတန့်ပြီးရင်နံပါတ်တစ်ခုကြီးပဲတီးတန့်ဆိုတော့သူ့ limit အတွက်ဆိုရင် option 3မျိုးဖြည့်လို့ရတယ် ဟုတ် ရလား ရတယ် ရတယ်နော်ဟုတ်ပြီအဲ့ဆိုတစ်ချက်မေးမယ်တစ်ချက်ဒီလိုဖြည့်လို့ရမလား5 days လို့ဖြည့်လို့ရလား မရဘူး မရဘူးနော်ဘာဖြစ်နေလဲ तू က5 days ဆိုတော့ what နှလုံးဖြစ်နေ two words ဖြစ်နေတယ်ဒါကိုတစ်ချက်ကနံပါတ်နဲ့ရေးရင်နော်ရလား ရတယ် ရတယ်နော် one word and a number ဖြစ်သွားမယ်ဒါပဲညီမလေး got it ဟုတ် ရပြီနော်ဟုတ်ပြီ ဟုတ် အဲ့တော့ဒါလေးကတော့ word limit အကြောင်းလေးရှင်းပြပါဘောနော်ညီမလေး word limit ကအရင်ရေးကြည့်ပါတယ် listening မှာရော reading မှာရောကွက်လက်ဖြည့်ပြီးဆိုရင်ကျွန်တော် word limit ကိုဘယ်တော့မှမကြော်စေနဲ့တေချာလေးသတိထားနော်တခါတလေအဖြေကမှန်နေပြီးတော့လေ word limit ကြီးကမှားပြီးတော့အမှတ်လျော့တာရှိတယ် ဟုတ်ကဲ့ okay အဲ့ဆိုရင်တစ်ချက်ကခုန technique ကိုရှင်းပြပါမယ် apply လုပ်ပြမယ်ပေါ့နော်နံပါတ်1က keyword highlight လုပ်မယ်နံပါတ်2ကမေးခွန်း comprehension လုပ်မယ်အဲ့တော့ညီမလေးတို့တစ်ချက်1ကနေ5အထိ5ပုဒ်ကိုတစ်ချက်လုပ်ပြမယ်6ကနေ10အထိကိုညီမလေးကိုယ်တိုင်လုပ်ရမယ် okay ဟုတ်ပြီအဲ့တော့နံပါတ်1မှာ keyword highlight လုပ်မယ်ဖြစ်တဲ့အတွက်တစ်ချက်က area နဲ့ hectares နဲ့ကို keyword တွေလို့ highlight လုပ်လိုက်ပါတယ်comprehension လုပ်မယ်ဆိုတော့မေးခွန်းကိုနားလည်အောင်လုပ်မှာဆိုတော့နံပါတ်1မေးခွန်းက area အကျယ်ဝန်းဘယ်လောက်လဲဆိုတာကိုနားထောင်ရမယ် unit က hectares ဖြစ်နေတယ်အဲ့တော့ဒီမှာနံပါတ်ဖြည့်မှာဖြစ်လောက်တယ်ဒါတစ်ချက်ရဲ့ comprehension ပဲကြိုက်တဲ့ပုံစံ comprehend လုပ်လို့ရတယ်ကိုကတကယ်လို့ English နဲ့ပဲ comprehend လုပ်လို့ရတယ် okay in this blank like we have to listen to for area okay it will be the number and the unit is hectare ဒါလည်းရတယ်တခြားတော့ချက်အဆင်ပြေသလို comprehend လုပ်တယ်မြန်မာနဲ့ English နဲ့တစ်ခါကျရင်ပေါင်းပြီးတော့လုပ်တယ်နော်အဲ့တော့နံပါတ်2wetland ဆိုတဲ့ဟာတွေပြောတာဖြစ်မယ်အဲ့မှာ lakes တွေ ponds တွေပါတယ်ပြီးရင်နောက်တစ်ခုဘာပါသေးလဲဆိုတာကိုနားထောင်ပါမယ်ပေါ့တစ်ချက် highlight လုပ်ရင်းနဲ့တစ်ခါတည်းအဲ့မှာ comprehension လုပ်တယ်ညီမလေးသတိထားပြီးကြည့် highlight ကိုတစ်ခါလုပ် comprehension ကိုတစ်ခါလုပ်မလုပ်ဘူး I do them at the same time step နှစ်ခုလုံးတစ်ပြိုင်တည်းလုပ်သွားတယ်အဲ့မှာကျတော့အချိန်အများကြီးထွက်လာ
နော်နောက်တစ်ခုလုပ်ပြမယ် number 3ဟုတ် သူတို့ educational visits မှာပါတဲ့ subject တွေအကြောင်းဒီမှာပြောတယ် science geography leisure tourism music တွေပါတယ်အဲ့မှာ science မှာဆိုရင်ကလေးတွေကအပင်နေနဲ့ပတ်သက်တဲ့ဘာတွေကိုသူတို့လေ့လာတာလဲပေါ့နော် about plants okay အဲ့ဒါကိုနားထောင်မယ် and then geography မှာဆိုလို့ရှိရင် learning to use something တစ်ခုခုကိုသူတို့အသုံးပြုဖို့လေ့လာတယ်ပေါ့နော်အဲ့ဒါ A ပါတယ်ဆိုတော့ noun လေးတစ်ခုပေါ့ဘာကိုအသုံးပြုဖို့လေ့လာလဲဆိုတာကိုနားထောင်မယ်ပြီးပြီဆိုလို့ရှိရင်number 4ပြီးတော့ငါကြောင့် leisure and tourism မှာဆိုရင်သူတို့ကဖခဲ့ဘာကို concentrate လုပ်တာလဲပေါ့နော်ပန်းချံရဲ့ဘာကို concentrate လုပ်တာဆိုတာကိုနားထောင်မယ် okay ဒါကတစ်ချက်อ่ะ step 2ခုဖြစ်တယ် keyword identification ပေါ့ keyword highlight လုပ်တယ်လို့လည်းပြောတယ်เนาะ keyword highlight လုပ်တာရဲ့မေကုန်း comprehend လုပ်တာရဲ့တခါတည်းလုပ်သွားတာမေကုန်း comprehend လုပ်တယ်ဆိုတာတကယ်ကတော့မေကုန်းကဘာလို့လိုချင်တာလဲဆိုတာကိုကိုယ်တိုင်နားလည်အောင်လုပ်တာမျိုးပြောတာ comprehension လုပ်တယ်ဆိုတာကဆိုတော့ညီမလေးရလားမသိဘူးเนาะ ရတယ် เนาะအဲ့ဆို number 6ကိုတစ်ချက်ကိုလုပ်ပြပေးပါ keyword ဆိုရင်ချက်ဘာလေးကို highlight လုပ်ရမလဲပြီးရင်အဓိပ္ပာယ်လေးဘယ်လိုမျိုး comprehend လုပ်ရမလဲ keyword က music ကို highlight လုပ်ရမယ် ဟုတ်တယ် ပြီးတော့ very good ပြီးတော့ children ကလေးတွေရဲ့ ကလေးတွေက make ပြုလုပ်တယ်ဆိုတော့ natural material နဲ့ပတ်သက်ပြီးတော့ဟာတစ်ခုပြုလုပ်တယ် ဟုတ်တယ် very good natural materials တွေနဲ့ with natural materials ဆို natural materials တွေသုံးပြီးတော့ကွက်လက်တွေလုပ်ကြတယ်ဆိုတော့ natural materials တွေသုံးပြီးဘာလုပ်လဲဆိုတော့ဒီချို့တို့နားထောင်မယ်ပေါ့ ဟုတ် နော် okay what about 7 7 က outdoor education ကို highlight လုပ်ရမယ် ဟုတ်တယ် very good နော်ပြီးတော့ 7 က children တွေရဲ့ feeling တွေတစ်ခုခု feeling တွေကို highlight လုပ်ရမယ် ဟုတ်တယ် feeling of ဆိုတော့ကွာသူတို့ရဲ့ခံစားချက်တစ်ခုခုပေါ့ဘာခံစားချက်လဲဆိုတော့ချို့တို့နားထောင်ရမှာပေါ့ဟုတ်လားနော်သူတို့ကဒီကနေအဲ့လိုကွက်လက်ခံစားချက်တစ်ခုရပါတယ်ပေါ့နော် okay number 8 number 8 က children တွေရဲ့ learn news ကိုhighlight လုပ်ရမယ်ပြီးတော့ gain self confidence ရပါရဲ့လဲဆိုတာနားထောင်ရမယ် အဲ့တော့တကယ်နားထောင်မှာတော့ကျွန်တော်ဒီ new ကွက်လက်ပေါ့ဘာအသစ်တွေကို learn လုပ်မှာလဲဒါလေးကိုနားထောင်မယ်เนาะဟုတ်တယ်ညီမလေး okay number 9 number 9 က cost per child ဆိုတော့အဲ့ဒါ gain ကနန်းတစ်ခုခုဖြစ်မှာပေါ့ ဟုတ်တာပေါ့လူတစ်ယောက်ကလေးတစ်ယောက်ရဲ့ကုန်ကြစရိတ်เนาะ okay and then 10ပြီးတော့ adults တွေရဲ့ such as ဆိုတဲ့ဟာကိုနားထောင်ရမယ် free ပြီးတော့ပေးဟာလဲဆိုဟုတ်တယ်ဒီနေရာမှာ such as ဆိုတော့ကွာသူကလေဥပမာပေးတာဖြစ်မှာပေါ့ adult ဆိုတာတော့ general ပေါ့ကွယ်ဟဲ့လားလူကြီးပေါ့ဆိုတော့ဘယ်လိုမျိုးလူကြီးလဲပေါ့လူကြီးဆိုတော့မှ maybe like ចောင်းသားတွေနဲ့ပတ်သက်တယ်ဆိုဟလားမိဘလားဆရာလားဒါမျိုးလေးလည်းဖြစ်မှာပေါ့နော် such as ဆိုတာကြောင့်ဒီ general ကိုအသေးစိတ်ပြန်ပြီးတော့သူက example ပေးတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးကိုဒီချို့နားထောင်မယ်ဘယ်လို adults တွေလဲဆိုတာနားထောင်မယ်ပေါ့ okay ဒါပဲညီမလေး listening fill in the blank ဆိုရင်ဒီချို့ကဒီပုံစံလေးတိုင်းပဲအမြဲတမ်း approach လုပ်မယ်နော်မေကွန်းကို keywords လေးပဲလိုက်လုပ်မယ်ပြီးရင် question ကဘာကိုလိုချင်တာလဲဆိုတာကိုယ်တိုင်နားလည်အောင် comprehend လုပ်မယ်ဒါဆိုရင်အခုမေကွန်းကိုဖတ်ပြီးတဲ့အနေအထားမှာဆိုလို့ရှိရင်ကွာတချို့ကဘာပဲပြောအတိတ်ပဲလေးတွေကိုခေါင်းထဲမှာစွဲတယ်ဟဟလားသူတို့ educational visit သွားတယ်သူတို့အသစ်တွေဘာတွေလဲမသိဘူးသင်ယူတယ်ဟဟလားအပင်နေနဲ့ပတ်သက်တာတွေလေ့လာတယ် geography နဲ့ပတ်သက်တာတွေဘာတွေလုပ်တယ်ဒါမျိုးကိုတချို့ကဘယ်လိုပြောမလဲဒီ topic နဲ့ကိုကထဲဝင်နည်းနည်း align ဖြစ်သွားတယ်တွဲရက်ဖြစ်သွားပါတော့အဲ့လိုမဟုတ်ဘဲနဲ့ကျတို့ကမေကွန်းကြီးကိုဒီတိုင်းပဲ generally ထောက်လျှောက်ကြီးဒီလိုကြီးဖတ်သွားမယ်ကွာခုနလို comprehension လည်းမလုပ် keyword လည်းဘာမှမတားဘူးဆိုရင်ဖတ်လိုက်တယ်ခေါင်းထဲမှာမစွဲဘူးမမှတ်မိဘူးဘာလို့နားထောင်ရမှာလဲတိမှာမဟုတ်ဒါကြောင့်အဲ့ဒီ step လေးနှစ်ခုကတိတ်တိတ်လေးလို့ထင်ရပေမဲ့အရင်ရေးကြည့်တယ်လှုပ်တင်တယ်ပေါ့နော်ထည့်ပြီးတော့လှုပ်ပေးပါ listening ဖြည့်တိုင်း reading ဖြည့်တိုင်းမှာအဲ့ဒီ keyword highlight လုပ်ဖို့ဘယ်တော့မှမမေ့ပါနဲ့အဲ့ဒါတချို့တို့အများကြီးအထောက်အကူဖြစ်တယ်နော် okay အဲ့ဆိုအခုကျတို့တစ်ခါတည်းဖြည့်ကြည့်ပါမယ်နော်